Hello guys, အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ Jake Factor ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာအဆိုရင်တော့ဖြင့်ကျွန်တော်စောင့်မျှော်နေတဲ့ Gravity ရဲ့ Barrier ရဲ့ Falcon ရဲ့ Fuel V1 update ကရောက်ရှိလာပြီဖြစ်ပါတယ်ဟုတ်ပါတယ် Fuel ကဘယ်လောက်တောင်လမ်းသွားမလဲဆိုတာဘယ်တော့စဉ်းစားကြည့်ရောဗျာဘယ်လောက်မှလဲဆိုတော့ဘယ်လောက် trailer မှာလေးကြည့်သွားပြီဆိုတော့ဖြင့်ဘယ်လောက်ကြိုက်မယ်လို့ဆိုမှာ Gravity ကလည်း Dragon တက်ကျန်းတယ်လို့သတင်းတွေထွက်နေတော့ဗျာကျောင်းမှာအဆုံကျောင်းရဲ့အတီးတော့ရန် let's go ခိုင်ကောင်းကျင်တော့ကျောင်းရှင်မှာအဲ့အတီးသုံးလုံးမှာရှိရပါဗျာ Gravity ဒီမှာ Creation ဒီ Falcon တခုဆုံးကသုံးခုဆုံးကရှိရကျွန်တော် Gravity ထုတ်ပြမယ်ဘာလို့ show လိုက်ဒီမှာကြည့်ဘာလို့ mic ချက်တော့ဘာလို့ mic တယ်ပြန်ထည့်လိုက်မယ် line မကောင်းလို့ရှင်ပြန်ထွက်တော့ဘာလို့သွားမှာလဲ Creation Barrier ပြမယ် show လိုက်မိုက်ချင်တော့ animation ကသူ့ animation တော်တော်မိုက်တာတော့ပြအလားလုံးနဲ့အဲ့လိုမျိုးလောက်သွားတော်တော်လေးကိုမိုက်တာတော့ store ပြန်ထည့်လိုက်တွေ့လား animation တော်မိုက်တယ်ဒီကောင်မဖြစ်နေတာလုံး9000ကဒီမှာပြီးတော့ဒါ Falcon ဘာလို့ချက်ရှိုးရေပုံစံနဲ့တခြားစီပဲဘာလို့မိုက်မယ်ဆိုတာကိုသိကြတယ်ကျွန်တော်နောက်ကြမှာအဲ့ဒီတောင်းခုလုံးစားပြဗီဒီယိုတင်မင်းမယ်ဟုတ်ဗျာပြီးတော့ flame ကဒီလိုပုံလေးပြောင်းသွားတယ်ဗျာဒီလိုပုံလေးပြန်ပြောင်းသွားတယ်အရင်ကကပတိန်အောက်ထုတ်လေးနဲ့ဗျာဒါပေမဲ့ကျွန်တော်ကအရင်ပုံလေးကိုပိုကြိုက်တယ်ပေါ့ဗျာဒီထက် Gravity တို့ Creation တို့ Falcon တို့ကြောင့်ကျွန်တော်ဒီပုံပိုကြိုက်တယ်ပေါ့ဗျာအဲ့ကြောင့်ထိုက်ကြည့်လို့ရှင်လေဘာချင်းတို့ဘာဖြစ်ပေးမှတော့ကျွန်တော်ကြီးကြည့်အောင် let's goဒီကောင်နဲ့ skill ပဲတုံးကြတယ်မထွက်ရဒီမှာဒီကောင်ထွက်ဒီဘက်တောင်ပေးအဲ့ဆိုကျွန်တော်ဒါ creation ရှိလားကျုပ်ရှင်မရှိရဒါထက်တမလားတော့မသိဘူးဗျာဒါပေမဲ့ကျွန်တော်ထွက်ကြည့်လိုက်မပေးရင်လည်းမပေးတော့ဘူးတကယ်ပေးရဒါပေမဲ့ကျွန်တော်ထွက်မှာမဟုတ်ပါဘူးဘာဖြစ်လဲဆိုတော့ဘာလို့စားပြမယ်ဒီဘာဖြစ်ထွက်စီရလားဘာလို့လဲကျွန်တော်ဒီပြီးတော့သူ့ရဲ့ scale ပုံလေးကြာအောင်ကျွန်တော်နောက်နေ့ရတယ်တီးစားပြီးပြောမှာပေါ့ဗျာပြီးတော့သူတို့ရဲ့ဇိမ်းနှုံးလေးပေါ့ဗျာကွာသွားတယ် gravity ကတော့မပြောင်းသွားဘူးဘယ်လိုခေါ်လဲမသိဘူးဒီလိုဇိမ်းနှုံးလေးပေါ့ကျွန်တော်ဘယ်လိုခေါ်လဲမသိပါဘူးဒီလိုrobot တွေနဲ့ပေးရတဲ့ဟာလေးဆိုရင်သူက985ဖြစ်သွားတယ် Falcon ကဒီ Creation ကြောင့်1950ဖြစ်သွားတယ် Gravity ချက်ရှာလား Gravity ကဒီဈေးနှုန်းမှန်တယ်နော် Gravity က2300ပဲတူတူပဲ Gravity ကအရင် Fly 950ပဲတက်သွားတာမသိကျွန်တော်တေချာမမှတ်မိတော့ဘူးဗျာကျွန်တော်ပြောတဲ့ဈေးနှုန်းလေးကဒီ shop မှာဝယ်လိုက်ပြီဘာလို့ဝယ်ပြန်ခါနေကျွန်တော်အပေါ်ပြန်တက်ဒီမှာ finish ဆိုပို့နေအဲ့လိုမျိုးဈေးနှုန်းလေးတူးရှင်မှာတက်သွားပြီ gravity ကတော့မပြောင်းသွားဘူးပေါ့ဗျာနောက်ခုလာမဲ့အတိတ်က trailer ကြည့်တာဘာလို့မိုက်မယ်ဆိုတာသိရမှလားမိုက်တယ်ထိတ်တာဆုံးတာလီယိုဘတ်နဲ့ share တို့နဲ့ကျွန်တော်ထိတ်ပေးတယ်fuel ကျွန်တော်ဒီမှာရှိရဲ့ဒီ fuel လေးလုံးပေါ့ဗျာဘယ်တော့ပေါ်ပြန်တယ်လဲဒီရက်ပဲသွားပြီပါတော့ရောက်နေပြီဟာဒီမှာ Gravity ရဲ့ဗုဒ္ဓကျွန်တော် Creation ရဲ့ Falcon ရထွက်လိုက်တာလီယိုဘတ်နဲ့ share လို့ရတယ်တန်တော့တိုင်းမှာဘာတော့ကျွန်တော်အဲ့ဒီတောင်းလုံးစားပြမှာမဆိုတော့ကျွန်တော်မထိတ်တော့ပါဘူးခင်ဗျာခုလာတဲ့အတိတ်ကတော့ဘာလို့ကြိုက်မယ်လဲထင်ပါတယ်ကျွန်တော်ကလည်းရမ်းကြိုက်ပါတယ်လာသမျှ update တွေထဲမှာဒီ update ကိုကြိုက်ဆုံးပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကြားမယ်ဒီနေ့ကတော့ကျွန်တော်ဒီကြောင်းလေးလာတော့ဖြစ်ပါတယ်ကြားလုံးမယ်ဒီနေ့ဗီဒီယိုလေးရအောင်ဒီလောက်ပါပဲကြားဗီဒီယိုလေးချန်နယ်တက်တယ်ဆိုရင်တော့ဖေး like လေးပေးတော့ဗျာကျွန်တော် channel subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့ subscribe ပါတာပေးတာခေါင်းလုံးလေးနှိပ်သွားဖို့လည်းမမေ့ကြပါနဲ့ကြားလုံးမယ် bye bye